တခါတရံကြလို့ရှိရင်အမတို့တွေကအများကြီးတွေးနေမိတယ်အဝေးကြီးတွေတွေးနေမိတယ်ပေါ့နော်ကိုယ်နားမှာရှိနေတဲ့ຢာလေးတွေကိုမမြင်မိပဲတဲ့ကြော်ပြီးတော့မြင်မိတက်သွားကြတဲ့ဟာမျိုးလေးတွေဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်တမ်း supportive community လို့ပြောလိုက်တယ် connection တွေလိုအပ်တယ်လို့ပြောလိုက်လို့ရှိရင်အဝေးကြီးတွေကိုစဉ်းစားနေမယ့်အစားပေါ့နော်ဒီ individual ကနေစပြီးတော့ကိုဘေးနားမှာရှိနေတဲ့လူတွေကိုမိသားစုကိုပတ်ဝန်းကျင်ဒီအတိုင်းဝိုင်းတေးသေးလေးကနေစပြီးတော့ဒါရှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်လည်းတခါတည်းကြာရင်လည်းအများကြီးတွေးနိုင်တယ်ပေါ့နော်ဆိုတော့အချင်းချင်းရိုင်းပင်းကူညီမှုဆိုတဲ့အချင်းချင်းထဲမှာသူလည်းပါတယ်လို့ငါလည်းပါတယ်လို့ပေါ့နော်အဲဆိုတော့ဒီကောင်းတဲ့ပတ်ဝန်းကျင်လေးတစ်ခုကိုကိုယ်တိုင်ဖန်တီးတယ်လို့မျိုးပဲကိုဖန်တီးတဲ့အခါကျရင်တခြားတစ်ဘက်ကလည်းဖန်တီးလာကြမှာပဲပေါ့နော်ဆိုတော့အတူတူဖန်တီးလိုက်လို့ရှိရင်ဒီကောင်းမွန်တဲ့ community တစ်ခုမှာပျော်ပျော်ရွှင်ရွှင်နဲ့နေကြရမယ်ပေါ့